မျက်လုံးနဲ့မြင်ရတာမျိုးမဟုတ်ပဲကျွန်တော်မဖော်ပြနိုင်တဲ့တစုံတရာသောနီလန်းနဲ့သူတို့ကိုအာယုံခံနိုင်ခဲ့တာပါသူတို့အရေးအတွက်က139ကောင်ဆိုတာကျွန်တော်အာယုံရခဲ့ပါတယ်သူတို့ရဲ့တရှိနေပုံကိုလည်းကျွန်တော်သိလိုက်ရတယ်အခန်းမထဲမှာ89ကောင်လေကားခွင်ထဲမှာ43ကောင်ပြီးတော့မိဘေးထွက်ပေါက်အပြင်ဘက်ကပလက်ဖောင်းပေါ်မှာနောက်ထပ်9ကောင်ရှိနေပါတယ်သူတို့ရဲ့အခြေအနေကိုလည်းကျွန်တော်အာယုံခံနိုင်တယ်ငက်မွတ်နေတယ်တိတ်ဆိတ်နေတယ်ပြီးတော့အသက်ရှင်နေတဲ့လူသားတစ်ယောက်ရဲ့အငွေ့သက်ကိုစောင့်ဆိုင်နေကြပါတယ်အကြောက်စရာအကောင်းဆုံးကတော့သူတို့ရဲ့အသိစိတ်ကိုကျွန်တော်အာယုံခံမိသွားတာပါပဲအဲ့ဒါကလူသားတွေရဲ့အသိစိတ်မျိုးမဟုတ်ပါဘူးဘာစကလုံးမှမရှိဘူးဘာအတွေးမှမရှိဘူးအခြေခံအကျဆုံးအရင်ဆိုင်ဆုံးဗီဇတွေပဲရှိပါတယ်အသက်ရှိတဲ့အရာတွေကိုရှာဖွေမယ်အသက်ရှိတဲ့အရာတွေကိုကြိုက်ခဲမယ်အသက်ရှိတဲ့အရာတွေကိုဝါမျိုးမယ်ဒါပေမဲ့အဲ့ဒီလိုအရင်ဆိုင်ဆုံးဗီဇတွေရဲ့အောက်မှာရက်စစ်တန်လိုင်းတစ်ခုလိုထူးခြားတဲ့အရာတစ်ခုရှိနေပါသေးတယ်မမြင်ရတဲ့အချက်ပြလိုင်းတစ်ခုကသူတို့ကိုခေါ်ယူနေတယ်လို့ပဲသူတို့ကိုဒီအဆောက်အဦပတ်ပတ်လည်မှာစုယုံစေနေပါတယ်ကျွန်တော်အဲ့ဒီအချက်ပြလိုင်းကိုအနှဲငယ်ထိတွေ့ကြည့်ဖို့ကြိုးစားခဲ့ပါတယ်ဝုန်းကနေပဲဇမ်ဘီအားလုံးတပြိုင်နက်တည်းခေါင်းမော့လာကြတယ်ကျွန်တော်လန့်သွားပြီးအသိစိတ်ကိုအမြန်ပြန်ရုပ်သိမ်းလိုက်ရတယ်ဒါပေမဲ့အဲ့ဒီလိုအေးစိမ့်စိမ့်ခံစားချက်ကပျောက်မသွားပဲဒီရေလိုင်းတစ်ခုလိုပိုပြီးပြင်းထန်လာပြီးကျွန်တော်ရဲ့တကိုယ်လုံးကိုလွှမ်းမိုးသွားပါတော့တယ်ကျွန်တော်အုံနောက်ကအရှိန်ဟုန်နဲ့အလုတ်လုတ်နေတာကိုခံစားလိုက်ရတယ်မူလကကျွန်တော်စီမှာမရှိခဲ့တဲ့အချက်လက်တွေအလုံးရင်းနဲ့ဝင်ရောက်လာပါတယ်အဲ့ဒါကဒီဇမ်ဘီတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အမိတ်ပေးစနစ်တွေနဲ့ပတ်သက်တဲ့အချက်လက်တွေပါသူတို့အုံနောက်ထဲမှာငြိမ်သက်နေတဲ့အချက်ပြလိုင်းကတော့မခတ်ထားတဲ့ဖုန်းတစ်လုံးလိုပါပဲကျွန်တော်ကအဲ့ဒါကိုဟက်ကင်းလုပ်ဖို့ကြိုးစားနေတာပါအမောင်ထဲမှာကျွန်တော်မျက်လုံးဖွင့်လိုက်တယ်တကိုယ်လုံးမှာလည်းချွေးတွေနဲ့ပါဒါပေမဲ့ကျွန်တော်ရဲ့ပါးစပ်ဖြားကတော့မတိမတာပြုံးရောင်တန်းနေခဲ့ပါတယ်ကျွန်တော်မျက်လုံးတွေကိုပြန်မိတ်လိုက်တယ်ဒီတစ်ခါတော့ကျွန်တော်နောက်မဆုတ်တော့ပဲအဲ့ဒီအေးစိမ့်စိမ့်ခံစားချက်ကိုတက်တက်ကြွကြွရင်ဆိုင်လိုက်ပါတယ်ကျွန်တော်ရဲ့အသိစိတ်ကကြောရိုးတွေကတက်လာတဲ့အားအင်တွေနဲ့တူအောက်ကိုဆင်းသွားခဲ့တယ်18ထပ်သောအထက်တွေကိုဖျက်ကျော်ပြီးကွန်ကရစ်နဲ့တန်ချောင်းတွေကိုဖျက်ကျော်ပြီးအောက်ထပ်အခန်းမထဲမှာငြိမ်သက်နေတဲ့ဇမ်ဘီတွေကိုတွားရောက်ထိတွေ့ခဲ့ပါတယ်သူတို့ရဲ့နှလုံးခုန်တန်တွေကိုကျွန်တော်ခံစားလို့ရတယ်တကယ်လို့အဲ့ဒါကိုနှလုံးခုန်တန်လို့ခေါ်နိုင်သေးရင်ပေါ့သူတို့ရဲ့အစစ်မြစ်တွေထဲကခဲနေတဲ့သွေးတွေသူတို့ရဲ့ဟာလာဟင်းလင်းမြက်တွင်းတွေထဲမှာကြန့်ရှိနေတဲ့မြင်ကွင်းအာယုံတွေပြီးတော့သူတို့ရဲ့နှာခေါင်းထဲကရနေတဲ့အနံ့အသက်တိုင်းကိုကျွန်တော်ခံစားမိပါတယ်ကျွန်တော်အမိတ်တစ်ခုပေးကြည့်လိုက်တယ်ငြိမ်နေစမ်းဇမ်ဘီအားလုံးငြိမ်ကျသွားတယ်ခဏခဏထွက်ပေါ်လေးရှိတဲ့ဟိန်းဟောက်တန်တွေတောင်ပျောက်ကွယ်သွားပါတယ်တဆောက်ဦးလုံးအလွန်တရာနဲ့ဆိုင်ပြီးလုံးဝ6ကက်တိတ်ဆိတ်သွားပါတော့တယ်ကျွန်တော်နောက်ထပ်အမိတ်တစ်ခုပေးလိုက်တယ်နောက်ဆုတ်အောက်ထပ်အခန်းမထဲမှာစုနေတဲ့ဇမ်ဘီတွေဟာမမြင်ရတဲ့ကျူးတစ်ချောင်းနဲ့ဆွဲထားသလိုမျိုးဖြည်းဖြည်းချင်းနောက်ကိုဆုတ်သွားကြတယ်ကျွန်တော်လုံးတွေတဒိမ့်ဒိမ့်ခုန်လာတယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးတတိယမြောက်အမိန့်ကိုပေးလိုက်တယ်ထိုင်ချလိုက်ဇမ်ဘီ138ကောင်စလုံးတစ်ပြိုင်နက်တည်းထိုင်ချလိုက်ကြတယ်အဲ့ဒီမြင်ကွင်းကိုတယောက်ယောက်သာမြင်ရင်တကယ်ကိုထူးဆန်းအံ့ဩစရာဖြစ်နေမှာပါဖြူဖြော့နေတဲ့အရေးပြားတွေပုတ်ဆက်နေတဲ့အသားတွေဟာလာဟင်းလင်းမျက်လုံးတွေနဲ့ဇမ်ဘီတွေဟာလေ့ကျင့်ပေးထားတဲ့စစ်တပ်တစ်ခုလိုပဲလူသားတစ်ယောက်ရဲ့အမိန့်ကိုတိတိကျကျနာခံနေကြပါတယ်ကျွန်တော်ဆိုဖာပေါ်ကနေထထိုင်ပြီးကျွန်တော်လက်တွေကို10မိနစ်လောက်စိုက်ကြည့်နေမိတယ်ကျွန်တော်လက်တွေကဘာမှပြောင်းလဲမသွားဘူးအလင်းတန်းတွေလည်းမထွက်ဘူးအကြေးခွန်တွေလည်းမပေါက်လာဘူးဘာထူးခြားဆန်းပြတဲ့လက္ခဏာမှမရှိပါဘူးဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်ထဲမှာတစုံတရာနိုးထလာပြီးဆိုတာကိုကျွန်တော်အသေးချာသိလိုက်ပါတယ်ကျွန်တော်ပြုံးလိုက်မိတယ်အဲ့ဒီအပြုံးကထောင်ချောက်ထဲကိုတားကောင်ကျလာတာကိုမြင်လိုက်ရတဲ့မှုဆိုးတယောက်ရဲ့အပြုံးမျိုးဒါမှမဟုတ်နောက်ဆုံးအနိုင်ပိုင်းတော့မဲ့စစ်တူရင်ကစားသမားတယောက်ရဲ့အပြုံးမျိုးပါကဘာပြက်ကက်ကြီးရဲ့တတိယမြောက်နေ့မှာကျွန်တော်နိုးထလာခဲ့ပါပြီ